သက်ထက်20กว่าတယ်တဲ့အဖေနဲ့သားနဲ့အသက်ကိုပေါင်းလို့ရှိရင်အသက်က40တဲ့အဲ့တော့သားအသက်ကဘယ်နဲ့20ဘယ်လောက်กว่า မင်းကဆရာကြီးပဲကွာ กว่า တောင်းနဲ့ဖိနေ20กว่าတယ်ဆိုတော့ သားရဲ့အသက်နဲ့အဖေရဲ့အသက်က20กว่าတယ်အဖေနဲ့သားရဲ့အသက်ကိုပေါင်းလိုက်လို့ရှိရင်40အဲ့တော့သားရဲ့အသက်ဘယ်နဲ့လဲတဲ့ ဘိုင်လာမင်းလားဟာသွားစိတ်ညစ်အောင်လာလို့မအေးစေးထိုင်နေဆိုမေးခွန်းနေအများတာ 20ပဲပေါ့ 20လဲလျော20 20 ဆယ်နှစ်ပေါ့ဟုတ်တယ်လေ30နဲ့20กว่าပဲဆိုတော့ မင်းဖေသွားပြော ဘာတော့တယ်ဆန်နေငါ 20กว่าလား သားရဲ့အသက်ကအဖေရဲ့အသက်ထက်20กว่าတယ်အဖေနဲ့သားနဲ့အသက်ရဲ့ပေါင်းကြည့်40အဲ့တော့အဖေအသားအသက်ကဘယ်နဲ့လဲလို့ 20กว่า20ပဲပေါ့အဲ့ဆို 20ပဲနော်အဲ့လေ20ပဲလား ငါကောင်းတာရှင်းတယ် ပြောင်းမယ် ဖေးရဲ့တက်က အရာကက်တာပဲ သားရဲ့အသက်ကအဖေထက်20กว่าတယ် 20กว่าတယ် ဖေးအသက်နဲ့သားအသက်ကိုပေါင်းလို့ရှိရင်40 20 အဲ့တော့သားအသက်ကဘယ်နဲ့လဲ20กว่าတယ်ဖေးက40 ပြောတတ်တော့ဝေးနော် မသိဘူးမသိတော့တိုင်းချုပ်သွားပြီ တော့လေ20ပဲกว่าတာပေါ့ ဘယ်လိုက်ထဲမှာပဲ ဘာခွာမပြောင်းလဲဟဲ့ အဲ့သားနဲ့ဖေးနဲ့ပေါင်းလို့20กว่าနေရာပေါင်းက40ပါနေရာပေါင်း40 စောက်တော်သားတွေ